ဇလန်းဟာတက္ကသိုလ်ဝင်ခွင့်စာမှုပွဲဖြစ်ဆိုဖို့ရက်ပိုင်းလိုပဲလိုတော့တဲ့10နှစ်တန်းကျောင်းသူလေးဒန်ဘီနဲ့စတင်ထားပါတယ်ပြဿနာကသူမဟာတင်းချဘာသာရက်မှာအတုံးမကြတာပါတင်းချချိန်ဆိုအမြဲအိပ်ပျော်နေတတ်လို့တရက်မှာဆရာကသူမကိုကြောက်တင်မှုရှိခေါ်လိုက်ပါတယ်ဒါပေမဲ့ထုံးစံအတိုင်းသူမဘာမှမတွက်နိုင်ခဲ့ပါဘူးစိတ်ပြတ်သွားတဲ့ဆရာကသူမကိုလူပုံအလဲမှာစူပူပါတော့တဲ့အိမ်ပြန်ရောက်တဲ့အခါသူမဟာစာချက်တာကိုလစ်လျူရှုပြီးဖုန်းကစားရင်းတချင်းနှာထောင်တာနဲ့ပဲအချိန်ဖြုံးနေခဲ့ပါတယ်ဒါကိုကြည့်ပြီးစိတ်ပြတ်နေတဲ့အမေဖြစ်သူကတချင်းစာသားတွေအလွတ်မဲ့တလူသားတင်းချပု္ပ္ပစာတွေကိုတွက်မယ်ဆိုရင်ပါရမီရှင်ဖြစ်နေလောက်ပြီလို့ပြောပါတယ်ဒန်ဘီဟာတင်းချညံ့တဲ့အချက်ကိုအမေဖြစ်သူ TV Channel ပြောင်းလိုက်တဲ့အခါအမြဲကြီးလေးရှိတဲ့တမိုင်းနောက်ခံဒရမာကားထဲကလူဖခင်ဖြစ်သူစီကအမွေရခဲ့တာဖြစ်ရမယ်လို့လည်းစနောက်ခဲ့ပါတယ်ဒါအပြင်ဒီလိုပုံစံနဲ့ဆိုရင်ဘယ်တက္ကသိုလ်ကမှလက်ခံမှာမဟုတ်ဘူးလို့ဆိုပါတယ်ဒန်ဘီကိုအနောက်ရှက်အဖြစ်ဆုံးကတော့အမေဖြစ်သူ TV Channel ပြောင်းလိုက်တာပါပဲဒန်ဘီဟာအရှုံးပေးပြီးအခန်းထဲကထွက်ကသူမရဲ့အရင်နှီးဆုံးတငယ်ချင်းအိမ်စီဦးတည်သွားခဲ့ပါတယ်တငယ်ချင်းဖြစ်သူကဒါဟာကောလိပ်တက်ခွင့်ရမယ့်နောက်ဆုံးခွင့်ရေးဖြစ်ပြီးအခုရှုံးနေသွားရင်အနာဂတ်ရှိတော့မှာမဟုတ်တယ်လို့သွားစရာနေရာလည်းရှိမှာမဟုတ်ဘူးလို့ထပ်မံတတိပေးခဲ့ပါတယ်နောက်တနေ့မနက်မှာဒန်ဘီဟာအိယာနိုးနောက်ကျသွားပြီးစာမွေးပွဲကြီးအတွက်အချိန်နောက်ကျနေတာကြောင့်အမြန်ပြေးထွက်ခဲ့ရပါတယ်သူမထွက်သွားချိန်မှာအမေဖြစ်သူကကြောင်းကောင်းကောင်းဝင်နိုင်ဖို့အစွမ်းကုန်ကြိုးစားခဲ့ဖို့အားပေးခဲ့ပါတယ်ဒန်ဘီဟာအထူးသဖြင့်တင်းချအပိုင်းအတွက်စိုးရိမ်ထိတ်လက်နေပေမဲ့စာမေးပွဲစင်တာကိုရောက်တဲ့အထိဘတ်စကားပေါ်မှာစာကြည့်ဖို့ကြိုးစားခဲ့ပါတယ်။ဘတ်စကားပေါ်ကဆင်းပြေးချိန်မှာထီးကိုမိကြံခဲ့ပါတယ်။စာမေးပွဲအဆောက်အုံနားရောက်လာတဲ့အခါ6လက်မှုတွေခံစားလာရပါတယ်။သူမအဆင်သင့်မဖြစ်သေးပါဘူး။ကြာရှုံးနိုင်ချေကိုရင်ဆိုင်ရမယ့်အစားထွက်ပြေးဖို့တွေးမိပြီးစတင်ထိတ်လန့်လာပါတယ်။တဲတဲမဲမဲရွာနေတဲ့မိုးအောက်မှာထိုင်နေရင်စိတ်သက်တွေကြကပျောက်ကွယ်သွားခြင်းစိတ်ဆောင်းလေးစတင်ဖြစ်ပေါ်လာပါတယ်။သူမရှိမှမိုးရေကြောင့်ဖြစ်ပေါ်နေတဲ့ရေအိုင်တိမ်တိမ်လေးတစ်ခုရှိနေပါသူမအနာကိုတိုးသွားတဲ့အချိန်မှာပဲရုတ်တရက်စမ်းကြဲတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။ထူးဆန်းတဲ့အဝတ်စားတွေဝတ်ဆင်ထားတဲ့လူတစုစုဝေးပြီးမိုးရွာချပေးဖို့ဆူတောင်းနေကြတာကိုသူမသတိပြုမိသွားပါတယ်။သူတို့ကမိုးမရွာတာ3နှစ်ရှိပြီဖြစ်လို့လူတွေမိုးခေါင်ရေရှားတန်ကြောင့်တေဆုံးနေကြရတယ်လို့ပြောပါတယ်။ရုတ်တရက်ဒန်ဘီဟာရေအိုင်နဲ့ပြုတ်ကျသွားပြီးရေမိုးစားပြူလာပါတယ်။ဒါပေမဲ့တေဆုံးသွားမဲ့အစားအဲ့ဒီနေရာမှာတင်ပဲပြန်လဲပေါ်ထွက်လာခဲ့ပေမဲ့ထူးဆန်းစွာနဲ့ကွဲပြားခြားနားတဲ့ကဘာတစ်ခုကိုရောက်ရှိသွားတာပါ။သူမဟာဝေခွဲမရဖြစ်သွားပြီးဘေးနားကလူတွေကိုတမိုင်းနောက်ခံဒရမာသို့မဟုတ်တခုခုရိုက်ကူးနေတာလားလို့စတင်မေးမြန်းပါတော့တယ်ဘယင်ဖြစ်သူကသူမရဲ့ထူးဆန်းတဲ့အပြုအမူကိုမြင်ပြီးထိတ်လန့်သွားကမိစ္ဆာတကောင်လားလို့အော်ဟစ်မေးမြန်းပါတယ်သူမကပြပြတလဲနဲ့မဟုတ်ပါဘူးသမီးကအထက်တန်းကျောင်းသူတယောက်ပါလို့ပြန်ပြောပါတယ်ဒါပေမဲ့သူမပြောဆိုပုံဟာသူတို့အတွက်တော့မန္တန်တစ်ခုလိုဖြစ်နေခဲ့တာကြောင့်ပိုပြီးထိတ်လန့်သွားစေခဲ့ပါတယ်ရုတ်တရက်အဆောင်တွေကဓားတွေကိုစီနဲ့သူမကိုဝိုင်းရံလိုက်ကြပါတယ်ဒါတော့ဒီကအစ်စ်အမှန်ဖြစ်မှန်သိလိုက်ရတဲ့အခါသူမထိတ်လန့်သွားပြီးတမိပါလို့ဒီကိုရောက်နေလဲဆိုတာသိပါတယ်အရှင်မြတ်ကြီးကျေးဇူးပြုပြီးမိုးရွာချပေးပါလို့ကြံရမရပြောလိုက်ပါတယ်လူတွေကသူမရဲ့စကားကိုဆူတောင်းစာလိုပဲထပ်ဆင့်ရွတ်ဆိုကြပေမဲ့အားလုံးကောင်းပြန်မောလာတဲ့အချိန်မှာတော့သူမဟာပျောက်ကွယ်သွားခဲ့ပါပြီသူမဟာထွက်ပြေးသွားခဲ့ပြီးအခမ်းအနားသုံးဝတ်စုံတွေရှိတဲ့နေရာကိုရောက်တဲ့အထိဆက်ပြေးခဲ့ပါတယ်သူမဟာနန်းတွင်ဖုန်ကြီးတစ်ပါးလိုအသွင်ပြောင်းပြီးဘရင်နဲ့အစည်းအဝေးပွဲတွေကိုလှုပ်ဝက်ဝင်ရောက်ခဲ့ပါတဲ့အစည်းအဝေးတွင်မှာဘရင်ကအယူသီးမှုတွေကိုအားကိုးတာရပ်တန့်ရမှာဖြစ်ပြီးတိုင်းပြည်ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့သိပ္ပံနဲ့တင်းချဘာသာရက်ကိုလေ့လာရမယ်လို့ရုတ်တရက်ကြေညာလိုက်ပါတယ်။ဒါပေမဲ့ဘုန်းကြီးအဖွဲ့ခေါင်းဆောင်ကဒါဟာအန္တရာယ်ရှိတဲ့အတိတ်ပဲမရှိတဲ့အရာဖြစ်ပြီးတင်းချဆိုတာအယူသီးမှုတစ်ခုသာဖြစ်ကညီမျှခြင်းတွေကတဆင်တဘာဝတရားကိုနားလည်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ကန့်ကွက်ပါတယ်။သူကမိုးခေါင်ရတဲ့တကယ်အကြောင်းရင်းကကောင်းကင်ဘုံကဘရင်အပေါ်အမျက်ထွက်နေလို့ဖြစ်ပြီးမိုးရွာလာစေမဲ့တစ်ခုတည်းတော်နီလန်ကဘရင်ဟာမိဖုရားနဲ့အတူတန်ရှင်းမှုမြတ်တဲ့အခမ်းအနားကိုကျင်းပဖို့ပဲလို့ဆိုပါတယ်။ဒန်ဘီဟာအစည်းအဝေးကနေတိတ်တဆိတ်ထွက်လာပြီးသူမရဲ့ဖုန်းကိုတွားရှာပြီးမဲ့ထပ်မံဖမ်းဆီးခံခဲ့ရပါတယ်။ဘရင်ရောက်လာတာကိုစောင့်ဆိုင်နေစဉ်မှာမိုးရွာလာရင်သူမထွက်ပြေးနိုင်လိမ့်မယ်လို့စတင်တွေးတောမိပါတယ်။ဒါပေမဲ့ဘရင်ကမိုးမရွာတာ3နှစ်ရှိပြီလို့ပြောလိုက်တာကြောင့်သူမထိတ်လန့်သွားပါတယ်ပြီးတော့အမှန်တိုင်းပြောရရင်သူကသူမကိုမနစ်သက်ပါဘူး။သူမကိုချက်ချင်းကွပ်မျက်ရမယ်လို့ကြေညာလိုက်ပါတယ်။သူမထိတ်လန့်သွားပြီးကျေးဇူးပြုပြီးခိတ္တဆောင်ပါဦးသမီးကအနာဂတ်ကလာတဲ့ကျောင်းသူတယောက်ပါမတော်တဆရောက်လာတာပါလို့တောင်းပန်တိုးရှိုးပါတယ်သူမကတမိုင်းကျောင်းအများကြီးတည်တယ်လို့သူ့ကိုဆွဲဆောင်ဖို့ကြိုးစားပါတယ်အဲ့ဒါအလုံးမဖြစ်တဲ့အခါသူမကတင်းချလဲအရန်တော်တယ်လို့ချက်ချင်းထပ်ပြောလိုက်ပါတယ်စိတ်ဝင်စားသွားတဲ့ဘရင်ကကိုမျက်မှုကိုရွှေဆိုင်လိုက်ပြီးတက်တည်ပြဖို့ပြောပါတယ်သူကသူမကိုတွက်ချက်ဖို့ဖိုက်တာ9ရဲ့တီအိုရန်ပု္ပ္ပစာတစ်ခုပေးပါတယ်ပထမတော့သူမဝေခွဲမရဖြစ်သွားပြီးရေးထားတာတွေကိုတော့နားမလည်ဘူးလို့ပြောပါတယ်ဒါပေမဲ့ဒါဟာဖိုက်တာ9ရဲ့တီအိုရန်ဖြစ်မှန်သိလိုက်ရတဲ့အခါသူမအမြန်တွက်ချက်လိုက်ပါတယ်ဘရင်ကအံ့အားသင့်သွားခဲ့ပါတယ်သူ့ရဲ့ပညာရှိတွေဆိုရင်ဒီလိုပု္ပ္ပစာမျိုးကိုတွက်ဖို့3ရက်လောက်ကြာလေးရှိတယ်လို့သူကဆိုပါတယ်အဲ့ဒီအချိန်ကစပြီးအားလုံးကဒန်ဘီကိုဆန်ဆိုတဲ့အမျိုးသားပညာရှိတယောက်လိုဆက်ဆံကြပါတော့တယ်ဘရင်ကသူမကိုပြည်သူတွေကိုတင်ချပေးဖို့တာဝန်ပေးအပ်ခဲ့ပါတယ်အကယ်၍အောင်မြင်ရင်အိမ်ပြန်ခွင့်ပေးမယ်လို့ဆိုပါတယ်ဒါပေမဲ့သူကပထမဆုံးကျောင်းသားဖြစ်လာခဲ့ပြသူကကနန်းတောင်မရေတွက်တတ်တာကိုသိလိုက်ရလို့သူမထိတ်လန့်သွားပါတယ်သူမကကိန်းကနန်းတွေအပေါင်းအနှုတ်ကနေမြောက်ချင်းအထိအခြေခံအကျဆုံးကနေစိတ်ရှည်လက်ရှည်စတင်တင်ကြားပေးခဲ့ပါတယ်နောက်ဆုံးမှာသူတို့ဟာပြိုင်ဘက်မျိုးကဂီတပညာရှင်တယောက်နဲ့တင်ချပြိုင်ပွဲအတွက်ပြင်ဆင်ခဲ့ကြပါတယ်အကယ်၍ဒန်ဘီရှုံးနေရင်ပြစ်ဒဏ်ပေးခံရမှာပါသူမဟာဘရင်ကိုရဲရဲဝံ့ဝံ့စိန်ခေါ်ခဲ့ပြီးသူမရွေးတဲ့အခါစိတ်ပြက်လက်ပြက်နဲ့ရိုက်နှက်မိခဲ့ပါသေးတယ်အဆောင်တွေကဘရင်ကိုထိတွေ့မိတဲ့အတွက်သူမကိုတတ်ဖို့အပြေးလွှာ
ရောက်လာကြပေမဲ့ဘရင်ကတားဆီးပြီးရေမောကြော်ဖြတ်ခဲ့ပါတယ်မိဖုရားလာရောက်လေပတ်တဲ့အခါတိုင်းမှာလည်းသူတို့ဟာတင်ချစာရွက်တွေကိုဝတ်ထားပြီးဂီတလေးချင်းနေဟန်ဆောင်ခဲ့ကြပါတယ်တရက်မှာဘရင်ကဒံဘီပိုက်စာနေတာကိုတတိပြုမိပြီးအတူတူစားဖို့ဖိတ်ခေါ်ခဲ့ပေမဲ့သူမကအစားအစာတွေကိုမနစ်သက်တာကြောင့်သူ့ကိုမိဖို့ချောင်းစီခေါ်သွားခဲ့ပါတယ်သူမရဲ့အိတ်ထဲကပါဝင်ပစ္စည်းတွေကိုတုံးပြီးအရသာရှိတဲ့အတင်စားခောက်ဆွဲကိုချက်ပြုတ်ပေးခဲ့ပါတယ်ဆက်ပေမဲ့လည်းသူကနှစ်သက်ခဲ့ပါတယ်ရေပေးတဲ့အခါမှာလည်းသူကအပူကိုနှစ်သက်တဲလို့ဆိုကညှင်းဆန်ခဲ့ပါတယ်နောက်တနေ့မနက်မှာနန်းတော်တစ်ခုလုံးသူအော်ဟစ်တန်ကိုကြားရပါတယ်ဒံဘီသွားကြည့်တဲ့အခါသူမကသူ့ကိုချိန်စာတိုက်တယ်လို့ထင်မှတ်ပြီးနားမှာအဆောင်လက်ဖွဲ့တစ်ခုကတ်ထားတာကိုတွေ့ရပါတယ်သူမမျက်လုံးနှံလိုက်ပြီးဒီမှာစူပါစတာဒါကခောက်ဆွဲကြောင်းပါစောဒကတက်စရာအောက်လန်းပညာမဟုတ်ပါဘူးလို့ပြောပါတယ်အောက်လန်းပညာ都မဟုတ်မန်နံမဟုတ်ပါဘူးမယုတ်သီးကသူ့အစာအိမ်ကိုပြင်းပြင်းထန်ထန်သွားထိမှန်တာကြောင့်ပါသူမကအဲ့ဒီလိုပြောပြတဲ့အခါသူကအစာအိမ်ဆိုတာဘာလဲလို့မေးပါတယ်ဒါကြောင့်ဒံဘီကထိုင်ပြီးအစာအိမ်ဆိုတာဘာလဲဥမာကြီးဆိုတာဘာလဲနှလုံးအကြောင်းနဲ့ရင်ဘတ်ပေါ်လက်တင်ရင်ခုံလုံးကိုခန်းစားရမယ့်အကြောင်းရှင်းပြခဲ့ပါတယ်ဒါပေမဲ့သူကငါဘာမှမခန်းစားရဘူးလို့ပြောပါတယ်သူမကပြုံးပြီးရပါတယ်တနေ့ကျရင်ကိုချစ်တဲ့သူနဲ့အတူရှိတဲ့အခါအလိုလိုခန်းစားရလိမ့်မယ်လို့ပြောပါတယ်သူမမှာဘ ഹു တုဒတွေအများကြီးရှိတာကိုသူအံ့အားသင့်သွားပြီးသူမကိုထူးချွန်တဲ့ပညာရှိတစ်ယောက်လိုစတင်မြင်လာခဲ့ပါတယ်ဒါကြောင့်သူကဂျိုးစွန်းရဲ့နန်းတွင်းပညာရှိအားလုံးကိုတင်းချတင်မကပဲတိတ်တန်ကနေစိုက်ပျိုးရေးအထိအရာအလုံးတင် जा ပေးဖို့သူမကိုတောင်းဆိုခဲ့ပါတယ်။အဲ့ဒီညမှာသူကသူမကိုကစုံဦးတလုံးပေးခဲ့ပြီးသူမကပုံမှန်တိုင်းပဲကျေးဇူးလို့အခမ်းအနားမရှိပဲပြောလိုက်တာကြောင့်သူအလွန်စိတ်ဆိုးသွားပါတယ်။မင်းကဂျိုဆွန်းရဲ့လေလွင့်သူပဲအဲ့ဒီအသီးကိုအနည်းဆုံး3ရက်လောက်တင်ထားတဲ့နဲ့မင်းကကောင်းချီးတွေကိုတန်ဖိုးမထားဘူးလို့ဆိုပါတယ်။သူမကရေမောပြီးဒါကကစုံဦးတလုံးတင်ပါလွန်ကဲမလုပ်ပါနဲ့လို့ပြောပါတယ်။နောက်ပိုင်းမှာသူတို့နှစ်ယောက်ဟာနန်းတွင်းရင်ပြင်မှာဘောလုံးကစားဖို့ထွက်ခဲ့ကြပြီးနှစ်ပေါင်းများစွာအတွင်းသူ့ကိုပထမဆုံးအကြိမ်ပြေးအောင်လုပ်နိုင်ခဲ့ပါတယ်။နောက်တစ်နေ့မှာဘရင်ကသူ့ရဲ့အနာဂတ်သမီးနဲ့အတူထိုင်နေရင်အဲ့ဒီညမှာသူ့ရဲ့စွပ်ပြုတ်ထဲမှာစမ်းကြဲတဲ့အချစ်ဆေးကိုခတ်ပြီးကျွေးလိုက်မယ်ဖြစ်ကြောင်းအဲ့ဒီနောက်မှာသူတို့ချက်ချင်းလက်ထပ်ကြရတော့မှာဖြစ်ကြောင်းပြောပြပါတယ်။ဒါပေမဲ့ကန်ဂျမာကအခြားစီစဉ်ထားပါတယ်။အဲ့ဒီစွပ်ပြုတ်ပကံဟာဒံဘီလက်ထဲရောက်ရှိသွားခဲ့တာပါ။သူမဟာအလွန်ထူးဆန်းတဲ့အပြုအမူတွေလှုပ်ဆောင်ခဲ့ပြီးနန်းတော်ထဲမှာအိပ်ပျော်သွားအားခဲ့ပါတယ်နိုးလာတဲ့အခါဘရင်ကိုစက်တိုက်တောင်းပန်ခဲ့ပေမဲ့သူကဘာမှမဖြစ်ခဲ့ပါဘူးသွားတော့မေးလိုက်ပါလို့သာပြောခဲ့ပါတယ်သူတို့အပြင်မှာလမ်းလျှောက်ခဲ့ကြပြီးမင်းရဲ့တာဝန်ကိုပြီးမြောက်အောင်မြင်နိုင်ရင်ကောင်းစီမှာယာထူးကြီးရရှိမှာဖြစ်တယ်လို့နန်းတွင်းမြင်းတကောင်တောင်ချင်းချင်းခံရမယ်လို့ပြောပါတယ်ဒါပေမဲ့သူမကတမီးဘာမှမလိုချင်ပါဘူးမိုးရွာတာနဲ့တမီးရဲ့ကဘာကိုပြန်มาပါလို့ပြောပါတယ်ဘရင်ကဒါဆိုရင်အခုကစပြီးငါ့ကိုဘရင်တပားလိုမဆက်ဆံနဲ့ငါတို့ကယောက်ျားချင်းချင်းနဲ့တူပဲလို့ပြန်ပြောပါတယ်ဒါပေမဲ့နောက်တနေ့မှာတော့ကပ်ပေးဆိုးကြရောက်ခဲ့ပါတယ်ဒံဘီဟာဘရင်ကိုပြည့်ရည်ပြုမှုနဲ့ဖမ်းဆီးခံခဲ့ရပါတယ်သူတို့ကသူမရဲ့ခြေလက်တွေကိုချီနှောင်ပြီးနှိပ်စက်ဖို့ပြင်ဆင်ခဲ့ကြပါတယ်ဒါပေမဲ့ဘရင်ကဝင်ရောက်ဆွတ်ဖက်ပြီးဒီပညာရှိလူငယ်မှာတန်ဖိုးရှိတဲ့ဗဟုသုတတွေရှိကြောင်းဘုန်းကြီးတွေကိုရှင်းပြခဲ့ပါတယ်ဘုန်းကြီးတစ်ပါးကတော့အခွင့်အရေးကိုစုပ်ကင်ပြီးကောင်းပြီးဒါဆိုရင်သူ့ကိုငါကိုယ်တိုင်စမ်းသပ်ရမယ်သူ့မှာနှစ်ပတ်အချိန်ရှိတယ်အဲ့ဒီအချိန်ထိမိုးမရွာရင်သူ့ကိုကွပ်မျက်မဲလို့ပြောပါတယ်ဒံဘီအရှုံးမပေးခဲ့ပါဘူးသူမစာဆက်ကြည့်ပြီးအရာအလုံးကိုတွက်ချက်ခဲ့ပါတယ်နန်းတွင်းဂီတပညာရှင်ကလည်းသူမကိုမိုးရေချိန်တိုင်းကရိယာတစ်ခုတိစောက်ဖို့ကူညီပေးခဲ့ပါတယ်ထို့နောက်ဘာတတိပေးချက်မှမရှိဘဲကောင်းကင်ကနေမိုးတွေတဲတဲမဲမဲရွာချပါတော့တဲ့ဒံဘီဟာအတိုင်းမသိဝမ်းသာသွားခဲ့ပါတယ်ဒါပေမဲ့ဘရင်ကမိုးရွာရင်ထွက်သွားမယ်ဆိုတဲ့သူမရဲ့စကားကိုရုတ်တရက်တတိယသွားခဲ့ပါတယ်သူမရှိရာအေစီပြေးသွားခဲ့ပြီးမိုးရေချိန်တိုင်းကရိယာရှိမှခန်းစားချက်တွေပြင်းထန်ကငိုနေတဲ့သူမကိုသိရှိခဲ့ပါတယ်သူကမင်းအခုချက်ချင်းထွက်ပြေးဖို့လိုတယ်ငါဒါအတွက်ပြင်ဆင်ထားပြီးမင်းစီဦးတီမဲ့တင်မောတစီမင်းကိုစောင့်နေတယ်လို့ပြောပါတယ်ဒါပေမဲ့သူမခေါင်းခါခဲ့ပါတယ်တမိတဘွားလုံးထွက်ပြေးတာနဲ့ပဲအချိန်ကုန်ခဲ့ရတာတမိရဲ့ကဘာကနေထွက်ပြေးဖို့ကြိုးစားရင်းနဲ့ပဲဒီကိုရောက်လာခဲ့တာအဲ့ဒီအချိန်မှာဘုန်းကြီးအဖွဲ့ခေါင်းဆောင်နဲ့လှုပ်ဝက်ပူပေါင်းနေတဲ့နန်းတွင်းဂီတပညာရှင်ရောက်ရှိလာပါတယ်ဒံဘီဟာအနာဂတ်ကလာတာတကယ်ဖြစ်နိုင်တယ်လို့ယုံကြည်တာကြောင့်ဘုန်းကြီးကအဲ့ဒီပညာရှိကိုထို့သူကိုအမိတ်ပေးထားခဲ့တာပါဂီတပညာရှင်ကဘုန်းကြီးကိုဒါအမှန်ဆိုရင်သူကပို့ပြီးအနေရများတဲ့သူ့ကိုဖယ်ရှင်းပြရမယ်လို့ပြောပါတယ်ဂီတပညာရှင်ကဒံဘီကိုမြင်းပေါ်တင်ပြီးတောအုပ်ကိုဖျက်ကျော်ကနင်းခဲ့ကြပါတယ်အဲ့ဒီနေရာမှာသူကမင်းကလေးဖြစ်မှန်ငါသိနေတာကြားပြီးဒါပေမဲ့ငါကလူကောင်းတစ်ယောက်ပါမင်းရဲ့လှုပ်ဝက်ချက်ကိုငါထိမ့်သိမ်းပေးထားမယ်လို့ပြောပါတယ်သူမကဒါကတမင်တကာလုပ်တာမဟုတ်ကြောင်းရှင်းပြပါတယ်သူမရရှိခဲ့တဲ့အလုပ်ဟာအမျိုးသားတစ်ယောက်အတွက်ကန့်လန့်ချက်ဖြစ်လို့သူမရွေးချယ်စရာမရှိဘဲလက်ခံခဲ့ရတာပါဒါအတော်အတွင်းနန်းတော်မှာတော့ဘုန်းကြီးအဖွဲ့ခေါင်းဆောင်ကဒံဘီတင် जा ပေးခဲ့သမျှအရာအလုံးကိုဖျက်ဆီးပြရမှာဖြစ်ပြီးအထူးသဖြင့်သူမတီထွင်နေတဲ့စာရေးသားတစ်ကိုဖျက်ဆီးရမယ်လို့ဘရင်ကိုဆွဲဆောင်မှုစူးစမ်းပါတယ်သူတို့ဟာရိုးရာစင်လာတိုင်းရှောက်လန်းရမှာဖြစ်ပြီးအဲ့ဒီကောင်လေးရဲ့လွှမ်းမိုးမှုကိုဖယ်ရှင်းရမယ်လို့ဆိုပါတယ်ဒါပေမဲ့ဘရင်ကဒါကိုလက်မခံနိုင်ခဲ့ပါဘူးသူနန်းတော်ကနေမြင်စီပြီးသူမကိုလိုက်လံရှာဖွေခဲ့ပါတယ်တောအုပ်ရဲ့အခြားတနေရာမှာတော့အဆောင်တွေကဒံဘီနဲ့ဂီတပညာရှင်ကိုနောက်ဆုံးမှမိသွားခဲ့ပါတယ်သူကသူမကိုထွက်ပြေးခွင့်ပေးပြီးသူတို့
လမ်းကိုပိတ်ဆို့ကပြန်လည်တိုက်ခိုက်ခဲ့ပါတယ်နောက်ဆုံးမှာခြေထောက်တွေမှာသွေးတွေထွက်နေတဲ့မိဖုရားကိုယ်တိုင်ပေါ်လာခဲ့ပါတယ်သူမဟာသူတို့ကိုအသေးအတန်ရှာဖွေရင်းအဝေးကြီးကနေပြေးလာခဲ့တာပါဒန်ဘီဟာလမ်းစုံတစ်ခုကိုရောက်တဲ့အထိလမ်းအတိုင်းဆက်လျှောက်ခဲ့ပြီးဘယ်သွားရမှန်းမသိဖြစ်နေခဲ့ပါတယ်အဲ့ဒီနောက်နေမင်းဟာဂျိုဆွန်းရဲ့နာယီဖြစ်တယ်လို့ဘရင်တစ်ခါကပြောခဲ့တာကိုသတိရသွားပြီးပင်လယ်ကိုရောက်တဲ့အထိနေအောင်ကြီးအတိုင်းလိုက်လျှောက်ခဲ့ပါတယ်အဲ့ဒီနေရာမှာဘရင်ကသူမကိုစောင့်ဆိုင်းနေခဲ့ပြီးသားပါအဲ့ဒီညမှာသူတို့ဘေးချင်းရှင်ထိုင်ပြီးကျယ်တွေကိုကြည့်ခဲ့ကြပါတယ်။သူမကအနာဂတ်မှာတော့ကျယ်တွေကိုဒီလိုမမြင်ရဘူး။အလင်းဆုံးကျယ်တွေကိုပဲမြင်ရတာလို့ပြောပါတယ်။သူကအခုကြည့်လိုက်မင်းမြင်နေရတဲ့တခုတည်းသောကျယ်တွေကမင်းမြင်ဖို့ရွေးချယ်ထားတဲ့ကျယ်တွေပဲ။ဒါပေမဲ့မင်းရက်တန်ပြီးတိတိကျကျကြည့်မယ်ဆိုရင်ပိုပြီးမြင်လာရလိမ့်မယ်။အဲ့ဒီကျယ်တွေကအမြဲတမ်းရှိနေခဲ့တာပါ။မင်းမြင်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကျမှသာပေါ်လာကြတာနှလုံးသားကအလိုရှိတာကိုမျက်စိကမြင်ရတာပါလို့ပြန်ပြောပါတယ်။တိတ်ဆိတ်သွားပြ။ဒီနောက်ဘရင်ကသူမကိုချစ်မြတ်နိုးကြောင်ဝန်ခံခဲ့ပါတယ်။သူကမင်းဆိုးရစာတွေတင်မကပဲတာမန်ပြည်သူတွေပါလေ့လာနိုင်ဖို့ပုံမလွယ်ကူတဲ့စာရေးသားတစ်ခုကိုဖန်တီးခြင်းတယ်လို့ပြောပါတယ်။သူမရုတ်တရက်တစ်ခုကိုတတိယသွားပြီးအနာဂတ်ကသူမရဲ့ပတ်စံကိုထုတ်ကြည့်လိုက်ရာငွေဆက်ကူပေါ်မှာသူ့ရဲ့မျက်နှာပုံနှိပ်ထားတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်ကျမှသူတကယ်ပဲအောင်မြင်လိမ့်မယ်ဆိုတာကိုသူမသဘောပေါက်လိုက်တာပါ။ဘရင်နန်းတော်ကိုပြန်ရောက်တဲ့အခါပြည်သူတွေကိုကောင်းကောင်းအမှုထမ်းသူတွေကိုလာစာတွေစတင်ပေးအပ်မယ်လို့ကြီးညာခဲ့ပါတယ်။ဘုံကြီးအဖွဲ့ခေါင်းဆောင်ကထူးဆန်းစွာပဲသဘောတူခဲ့ပြီးပြည်သူတွေကိုအကျိုးပြုသူဘသူကိုမဆိုစုချတဲ့တယ်လို့ဆိုပါတယ်။ကိုဆန်အပေါ်ဘယ်လိုမြင်လဲလို့သူကမေးပါတယ်။ဒါပေမဲ့နန်းတွင်းကတခြားဘသူမှသဘောမတူကြပါဘူး။သူတို့ကကိုဆန်ကိုပြည်နေနံပေးရမယ်။သို့မဟုတ်ကွမျက်ရမယ်လို့ယုံကြည်ကြပါတယ်။ဒါတော့မှဒန်ဘီဟာဘုံကြီးတွေမသိအောင်ဘရင်ကိုတင်းချစာရေးသားနဲ့စင်ကျင်တို့တရားအစရှိတဲ့အရာအလုံးကိုလှုပ်ဝက်ဆက်လက်တင်ကြားပေးခဲ့ပါတယ်။တရက်မှာနန်းတော်ရဲ့လမ်းလျှောက်နေရင်မိဖုရားပုံအောင်ပြီးလှုပ်ဝက်စားတောက်နေတာကိုသူမတွေ့ရှိခဲ့ပါတယ်။သူတို့ကမိဖုရားကိုဝမ်းမလာစေဖို့နဲ့ရုပ်ရည်မပျက်စီးစေဖို့အလွန်ကြိုးစားတာကိုတားမြစ်ထားခဲ့ကြတာပါ။ဒန်ဘီကသူမရဲ့အတင်စားခောက်ဆွဲဘူးတပူကိုကန့်လန့်ခဲ့ပါတယ်။မိဖုရားကလက်ခံခဲ့ပြီးစားတောက်ရင်းနဲ့စကားဆက်မိပြောခဲ့ကြပါတယ်။အဲ့ဒီအချိန်ကစပြီးသူတို့တငယ်ချင်းတွေဖြစ်သွားခဲ့ကြပါတယ်။ရက်အနှဲငယ်ကြာမှမိဖုရားကဘရင်စီချင်းကပ်ပြီးသူမအရာအလုံးကိုတီချောင်းပြောပါတယ်။သူမကမေတော်ကြီးကိုလည်းအကြောင်းကြားပြီးသားဖြစ်ပြီးမိန်ကလေးဒန်ဘီဟာသူ့ရဲ့ကိုလုတ်တော်တွေကတယောက်ဖြစ်လာရမှာပါရုတ်တရက်ဒန်ဘီဟာသူမနားမလည်တဲ့အရာတစ်ခုအတွက်ပြင်ဆင်ခြင်းခံနေရပါတယ်နန်းတွင်းစီခံတွေကသူမကိုအဝတ်စားတွေဝတ်ဆင်ပေးပြီးမိတ်ကပ်တွေလိမ့်ချက်ပေးနေခဲ့ပါတယ်သူမဘာဖြစ်နေမှန်းမသိခဲ့ပဲနောက်ဆုံးမှသူတို့ဟာဘရင်နဲ့အတူနေလေခင်းအနားယူဖို့ပြင်ဆင်ပေးနေတာဖြစ်ပြီးသူမဟာဘရင်ရဲ့ပထမဆုံးအမျိုးသမီးဖြစ်လာရတော့မှာကိုသဘောပေါက်လိုက်တာပါဘာဖြစ်နေမှန်းသိလိုက်ရတဲ့ခဏမှာပဲသူမထိတ်လန့်သွားပြီးဘေးနားကလူတွေကြားထဲကနေထွက်ပြေးခဲ့ပါတယ်ကြဒီကဲစီကန်တူကသူမနန်းတော်ကိုလာမဲ့လမ်းမှာထွက်ပြေးသွားကြောင်းဘရင်ကိုချက်ချင်းအကြောင်းကြားခဲ့ပါတယ်။ဘရင်ကလိုက်လံရှာဖွေခဲ့ပြီးနောက်ဆုံးမှာသူမကိုတွေ့ရှိကလက်မောင်းကနေဆွဲပြီးအခန်းတစ်ခုထဲဆွဲသွင်းခဲ့ပါတယ်။ဒန်ဘီကကျွန်တော်တို့တငယ်ချင်းဖြစ်ပဲနေမယ်လို့ပြောခဲ့တယ်လေ။သမီးက16နှစ်ပဲရှိသေးတာလို့အော်ဟစ်ကန့်ကွက်ပါတယ်။ဘရင်ကသဘောကျစွာရေမောပြီး16နှစ်ဒါဆိုရင်မင်းလူကြီးဘဝကိုရောက်တာအနည်းဆုံး3နှစ်ရှိပြီပေါ့။မင်းကလေးမဟုတ်တော့ဘူး။ဒါအပြင်မင်းမိန်းကလေးဖြစ်မှန်းငါသိနေတာကြ။အာဘီငါမင်းကိုမထိခိုက်ခဲ့ဘူးမဟုတ်လားဒါပေမဲ့ဒီညတော့မင်းဒီမှာနေဖို့လိုတယ်အားလုံးကစောင့်ကြည့်နေကြတာမစိုးရိမ်ပါနဲ့ငါမင်းကိုအစိမ့်လိုက်ဝါမျိုးမှာမဟုတ်ပါဘူးအမှန်ကငါအမေကအရန်ကောင်းပါပြီဘသူမှသူ့ကိုအလွယ်တကူဖြောင်းဖျားလို့မရလို့ပါလို့ပြန်ပြောပါတယ်နောက်တစ်နေ့မနက်မှာဒန်ဘီဟာဂီတပညာရှင်နဲ့စကားပြောဖို့သွားခဲ့ပါတယ်သူကသူမကိုအနာဂတ်ကိုပြန်ကျင်တာတေချာလားလို့မေးပါတယ်ဒါပေမဲ့သူမပြန်မဖြေခဲ့ပါဘူးသူမရဲ့နှလုံးသားကဝေခွဲမရဖြစ်ခြင်းတွေနဲ့ပြည့်နေနေခဲ့ပါတယ်သူမလန်ရှောက်ထွက်ခဲ့ပြီးတယောက်တည်းထိုင်နေခဲ့ပါတယ်ခဏအကြာမှာမိဖုရားရောက်လာပြီးတယောက်ကသူမကိုတွေ့ချင်နေတယ်လို့ပြောပါတယ်ဒန်ဘီနန်းတော်ထဲဝင်လိုက်တဲ့အခါသူမရဲ့အမေစစ်နဲ့အတိအကျတူတဲ့မေတော်ကြီးနဲ့မျက်နှာချင်းဆိုင်တွေ့လိုက်ရပါတယ်သူမလုံးဝစိတ်တန်ရာရကမျက်ရည်တွေကျလာခဲ့ပြီးဘာကြောင့်ငိုရတာလဲဆိုတာကိုဘယ်သူမှနားမလည်ခဲ့ကြပါဘူးအဲ့ဒီညမှာသူမကိုယ်တိုင်ဖန်တီးပေးခဲ့တဲ့ဂျိုဆွန်းရဲ့အာကာသစနစ်အစ်စ်ကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်ဒါဟာတိုင်းပြည်အတွက်နေ့ရက်တွေနဲ့လတွေကိုတိတိကျကျချတရားခံဖို့ကူညီပေးမှာပါထို့နောက်ဘရင်ကသူဖန်တီးနေတဲ့အခြားအရာတစ်ခုကိုလာကြည့်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်သူကပညာရှိတွေတင်မကပဲဂျိုဆွန်းကလူတိုင်းလေ့လာနိုင်ဖို့ဖတ်ရှုခြင်းနဲ့ရေးသားခြင်းကိုရိုးရှင်းစေမဲ့အခရာ28လုံးပါတဲ့စာရေးသားတစ်ခုကိုတီထွင်ထားခဲ့တာပါသူတို့ခန်းနာတဲ့ခန်းမအလဲကိုလမ်းလျှောက်ဝင်လာတဲ့အခါသူကသူမကိုခန်းနာ3ကလပ်ထိုင်မှာထိုင်ခိုင်းပါတယ်ထို့နောက်လက်ထက်ချင်းရဲ့တင်ဂီတာဖြစ်တဲ့နန်းတွင်းဆန်ထိုးကိုသူမရဲ့ခေါင်းမှာဆင်မြန်းပေးခဲ့ပြီးသူနဲ့အတူထာဝရရှိနေပေးဖို့တောင်းဆိုခဲ့ပါတယ်ဒန်ဘီငိုယိုပြီးမရပါဘူးမိုးရွာရင်ပြန်မယ်လို့တမီးကိုယ်တိုင်ကတိပေးထားတာအမေကတမီးကိုစောင့်နေပြီးယုံကြည်နေတာလို့ပြောပါတယ်ဘရင်ကညင်တာစွာပဲဒါဆိုရင်သူ့ကိုသွားတွေ့ပြီးပြန်လာခဲ့ငါတို့ဒီမှာအတူတူနေကြမယ်လို့ပြန်ပြောပါတယ်ဒါပေမဲ့သူမထပ်မံညှင်းဆိုခဲ့ပါတယ်သူစိတ်မရှိတော့ပဲဒေါသတကြီးနဲ့မင်းပြောတာမှန်ပါတယ်အနာဂတ်ကဒီထက်ပိုကောင်းတာပေါ့ဂျိုဆွန်းကတော့ဖျားနာမှုတွေနဲ့ပြည့်နေနေတာမင်းကြိုက်တာလို့ပြောပြီးနှလုံးသားကြေကွဲစွာနဲ့ထွက်ခွာသွားခဲ့ပါတဲ့သူမခမ်းမထဲမှာငြိမ်ငြိမ်လေးမတက်ရက်နေစဉ်ရုတ်တရက်ခေါင်းကိုအိုက်ခံရပြီးသတိလစ်သွားခဲ့ပါတယ်တစုံတစ်ယောက်ကသူမကိုဓာတ်နဲ့ထိုးခဲ့ပြီးအဆောက်အုံတစ်ခုလုံးကိုမိရှုခဲ့ပါတယ်ဘရင်ကဖြစ်ပျက်ခဲ့တာကိုကြားရတဲ့အခါသူ့အသက်ကိုစွန့်စားပြီးသူမကိုကယ်တင်ဖို့မိတောက်တွေကြားထဲပြေးဝင်ခဲ့ပါတယ်နောက်တစ်နေ့မှာသူကသူ့ရဲ့အကူကိုဆင့်ခေါ်ပြီးရှေးဟောင်းစာသားတွေမင်းညကပျောက်ဆုံးသွားခဲ့ပြီလို့ပြောပါတယ်သူကဖုန်ကြီးအဖွဲ့ခေါင်းဆောင်ကိုဒါကိုခိုးယူမှုနဲ့ဆွဆွဲခဲ့ပါတယ်ဘရင်ကဖုန်ကြီးရဲ့လက်
ကိုစုပ်ကင်ပြီးဒီလိုပြစ်မှုမျိုးကျူးလွန်ပြီးရင်တက်တေအားလုံးကိုဖျက်ဆီးပြရမယ်လို့ဘယ်သူမှမတင်ပေးဘူးလားလို့မေးပါတယ်ထို့နောက်ဒန်ဘီဘက်လှည့်ပြီးမင်းကြားခဲ့ရတဲ့အတန်ကဒါလားလို့မေးရသူမခေါင်းငင်းခဲ့ပါတယ်သူမရဲ့အိတ်ထဲကစာအုပ်ကဓာတ်တံကနေကာကွယ်ပေးခဲ့တာဖြစ်ပါတယ်ဘရင်ကဒေါသတကြီးနဲ့ဖုန်ကြီးကိုထိတ်တိုက်ရင်ဆိုင်ခဲ့ပါတယ်သူကငါအတွက်ဘလောက်အတိတ်ပဲရှိလဲဆိုတာမင်းသိပါတယ်မင်းဘာလို့ဒါကိုလုပ်တာလဲဖုန်ကြီးကအေးဆက်စွာပြန်ဖြေပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီစာရေးသားတစ်ပြန်ပွားသွားရင်လူငယ်တွေလွတ်လပ်စွာတွေးတောလာကြလိမ့်မယ်ဒါကပယံပရာဖြစ်စေပြီးတိုင်းပြည်ကိုပျက်စီးစေလိမ့်မယ်ငါတရားမှာကိုမကြောက်ဘူးအနာဂတ်ကိုဖျက်ဆီးမဲ့စနစ်ပျက်စီးမှုကိုပဲကြောက်တာဘရင်ကမင်းသားစီဖို့စူးစမ်းရင်တော့ငါပြည်သူတွေအတွက်ဒီစာရေးသားစနစ်ကိုတိစောက်မှာပဲငါကသူတို့ရဲ့အိမ်မက်တွေကိုဖြစ်မြောက်အောင်လုပ်ပေးတဲ့သူဖြစ်ချင်တာငါတို့ရှင်တန်ခွင့်ရမှာတော့မဟုတ်တဲ့ဘာမှမသိတဲ့အနာဂတ်ကဘာကိုငါတို့ဘာလို့ကြောက်နေရမှာလဲလို့ပြန်ပြောပါတယ်ဒါပေမဲ့ဖုန်ကြီးကစိတ်မလို့အားခဲ့ပါဘူးသူဒူးထောက်လိုက်ပြီးကျေးဇူးပြုပြီးငါ့ကိုကွပ်မျက်ပြီးဒါကိုအဆုံးသတ်လိုက်ပါလို့ပြောပါတယ်မကြာမီကောင်းကင်ကြီးမှုန်မိုင်းလာပြီးမိုးဖွဲဖွဲလေးစတင်ရွာချပါတော့တဲ့ဒန်ဘီဟာမထွက်ခွာမီနောက်ဆုံးအကြိမ်ဖြစ်တငယ်ချင်းတွေကိုနန်းတော်အနှံ့လိုက်လံနှုတ်ဆက်ခဲ့ပါတယ်ဘရင်ကအဝေးဆုံးနေရာအထိအတူတူလမ်းလျှောက်ခွင့်ပြုမလားလို့မေးပါတယ်သူတို့ပင်လယ်ကမ်းခြေကိုရောက်တဲ့အထိဘေးချင်းရှင်လမ်းလျှောက်ခဲ့ကြပါတယ်အဲ့ဒီနေရာမှာဒန်ဘီဟာတခါကသူမပြုတ်ကျခဲ့မှုတဲ့ရေအိုင်လေးတွေကိုလှမ်းဝင်လိုက်ပြီးအရင်လိုပဲထပ်မံနစ်မြုပ်ခွင့်ပြုလိုက်ပါတယ်မိနစ်ပိုင်းကြာမှသူမပြန်လဲပေါ်ထွက်လာခဲ့ပြီးသူမရဲ့ကိုယ်ပိုင်ကဘာကိုပြန်ရောက်သွားခဲ့ပါတယ်သူမပတ်ဝန်းကျင်ကိုကြည့်လိုက်ရာစက္ကန့်ပိုင်းလောက်ပဲကြာမြင့်ခဲ့မှန်းသိလိုက်ရပါတယ်စာမှုပွဲဖြစ်ဆိုဖို့အချိန်မီပါသေးတယ်သူမစာမှုပွဲခန်းမစီတက်နိုင်သမျှအမြန်ဆုံးပြေးသွားခဲ့ပြီးစောင့်ဆိုင်နေတဲ့ဆရာကိုတွေ့လိုက်ရပါတယ်ဝင်ခွင့်စာမှုပွဲစတင်နေပြီဖြစ်ပါတယ်သူမနေရာမှာအမြန်ထိုင်ပြီးစာမှုပွဲဖြစ်ဆိုခဲ့ပါတယ်အဲ့ဒီနေ့နောက်ပိုင်းမှာအိမ်ပြန်ရောက်တဲ့အခါသူမကိုစောင့်ဆိုင်နေတဲ့အမေဖြစ်သူကိုတွေ့ရှိခဲ့ပါတယ်။သူမအမေရင်ခွင်ထဲပြေးဝင်ပြီးတင်းတင်းကြပ်ကြပ်ဖတ်ထားခဲ့ပါတယ်။ဒန်ဘီရဲ့အရာအလုံးပြောင်းလဲသွားခဲ့ပါပြီ။သူမရဲ့ခရီးစဉ်ပြီးမှသူမရဲ့အပြုမူသူမရဲ့အမြင်အရာအလုံးပြောင်းလဲသွားခဲ့တာပါ။သူမဟာသူမပတ်ဝန်းကျင်ကလူတွေနဲ့အရာရာကိုပုံမတမိုးထားတက်လာခဲ့ပါတယ်။လာပေါင်းများစွာကုန်လွန်သွားခဲ့ပါတယ်။တရက်မှာကျောင်းကနေလမ်းလျှောက်ထွက်လာစဉ်ကောင်းကင်ကြီးပွင့်လာပြီးမိုးတွေထပ်မံရွာချလာပြန်ပါတယ်။ရုတ်တရက်တစုံတစ်ယောက်ကသူမရဲ့ခေါင်းပေါ်မှာထီတချောင်းလာမိုးပေးခဲ့ပါတယ်။သူမမောကြည့်လိုက်တဲ့အခါအလွန်ရင်းနှီးနေတဲ့မျက်နှာတစ်ခုကိုတွေ့လိုက်ရပါတယ်။သူကဂျိုဆွန်းကဘရင်နဲ့အတိအကျတူညီလာပေမဲ့သူကပြုံးပြီးငါတို့လွန်ခဲ့တဲ့အချိန်ကြာကြီးကဘတ်စကားပေါ်မှာဆုံခဲ့ဘူးလေနော်မင်းထိမိကြံခဲ့တာလို့သာပြောခဲ့ပါတယ်။ဇလန်ကတော့ဒီနေရာမှာတင်ပြီးဆုံးသွားခဲ့ပါပြီ။